လက်ထဲမှာ၈သိန်းလောက်ပဲရှိရယ်ဘတ်ဂျက်အဖြစ်ဆုံးထဲမှာဆိုရင် Tecno ရဲ့ Spec Go 3နည်းနည်းလေး version မျက်နှာလေးကိုသုံးနေတယ်ဆိုရင် Redmi 15ကျွန်တော်တို့ OS update ကိုလည်း6နှစ်အထိရမှာဆိုတော့ဒီဖုန်းကိုရွေးလိုက်ရင်ကြာကြီးသုံးလို့ရတယ်လက်ထဲမှာ၈သိန်းလောက်ပဲရှိရယ်ကျွန်တော်တို့ဖုန်းသစ်လည်းလဲခြင်းတယ်လက်ဆောင်လည်းပေးခြင်းတယ်ကျွန်တော် performance ကောင်းကောင်းနဲ့ကျွန်တော်ပေးရတဲ့ဈေးနဲ့တန်တဲ့ဖုန်းကောင်းတစ်လုံးရှာနေရလားကျွန်တော်တို့စီမှာ၈သိန်းအောက်နဲ့ဘာတွေရနိုင်မလဲဆိုတာဒီနေ့ဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်ကဲလိုက်ကြည့်လိုက်အောင်ကျွန်တော်ပထမဆုံးအနေနဲ့ budget အပြည့်ဆုံးလေးနဲ့စလိုက်မယ်။ကျွန်တော် budget အပြည့်ဆုံးထဲမှာဆိုရင် Tecno ရဲ့ Spec Go 3 412GB လေးကိုမှာ96,900ကျန်နဲ့ရမယ်။သူက daily use တွေမှာသုံးရတာအဆင်ပြေတယ်။ Screen size ကြီးကြီးလေးသုံးရမယ်။ကျွန်တော်6သိန်းထက်ကိုနည်းနည်းတက်လိုက်မယ်ဆိုရင် Honor ရဲ့ A6C ပြီးတော့ကျွန်တော် Redmi 15C ကို 618GB ကိုမှာ6,2900ကျန်နဲ့ရမယ်။သူတို့နှစ်ယောက်က performance လည်းကောင်းတယ်။တကယ်လို့ Oppo ပရိသတ်ဆိုရင် Oppo ထဲမှာ A6H 464GB ကိုမှာ6,6900ကျန်နဲ့ရရှိမှာဖြစ်ပါတယ်။ကျွန်တော် memory ခက်ကြီးကြီးနဲ့ဖုန်းထဲမှာ data တွေသိမ်းနေတယ်ဆိုတဲ့လူတွေအတွက် Infinix ရဲ့ Hot 60i 8256GB ကို6,6900ကျန်နဲ့ရရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့ Huawei ရဲ့ Nova Y83 ကို9,6900ကျန်နဲ့ရရှိမှာဖြစ်ပါတယ်။ဒီဈေးနဲ့ 8256GB ရမှာဆိုတော့ကျွန်တော်တို့တချင်းနေ gain နေဘလောက်သိမ်းသူ့မှာဘာမှစိတ်ပူစရာမလိုတော့ဘူးတကယ်လို့ဖုန်းကိုလှုပ်ဆောင်ချက်အစုံတွေနဲ့ performance ကောင်းလာတဲ့လိုချင်နေဆိုရင် Redmi 15C 8256GB ကို6,8900ကျန်နဲ့ရမှာဖြစ်ပြီးတော့နည်းနည်းလေး version မျက်နှာလေးကိုသုံးချင်နေဆိုရင် Redmi 15 8128GB ကို9,4900ကျန်နဲ့ရမှာဖြစ်ပါတယ်နိုင်ငံတော် brand ဟိုမှာ global version ဆိုတော့ performance ပိုင်းကစိတ်ချရတယ်ကျွန်တော်တို့ camera design performance ဘာမှပြောစရာမလိုဘူးကျွန်တော်လူငယ်ဆန်တဲ့ design ခက်လန်လန်လေးထဲမှာလိုချင်နေဆိုရင် Tecno ရဲ့ Spec 40 Pro Plus 8128GB ကိုမှာ9,9900ကျန်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်ကျွန်တော်မြင်နေကြ Helio GTR မဟုတ်တော့ဘဲနဲ့ G200 ကိုမြင့်ပြီးတော့သုံးပေးထားတယ်ကင်မရာလည်းကောင်းတယ်မှန်ခုံးလေးနဲ့ design လေးလည်းလမ်းတော့ကျွန်တော်ရွေးချယ်လို့ကောင်းတယ် brand ကောင်းကောင်းနဲ့မှာ 5G စနစ်ပါလို့ချင်နေဆိုရင်တော့ Samsung ရဲ့ Galaxy A07 412GB ကိုမှာ9,900ကျန်နဲ့ရွေးချယ်နိုင်မှာဖြစ်ပါတယ်သူက screen ကြီးကြီးကိုမှာ1 UI ကိုသုံးထားတယ်ကျွန်တော်တို့ OS update ကိုလည်း6နှစ်အထိရမှာဆိုတော့ဒီဖုန်းကိုရွေးလိုက်ရင်ကြာကြီးသုံးလို့ရတယ်ဒီတစ်ခါ Vivo ဘက်မှာဆိုရင် RAM ပိုများတဲ့ Vivo ရဲ့ Y19F 6,128GB လေးကို9,900ကျန်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်သူကအရောင်လေးကနုနုလေးနဲ့ကာလာလေးလည်းဆန်းနေကျွန်တော်တို့လူငယ်ဆန်တဲ့ design လေးကိုလိုချင်နေဆိုရင်တော့ဒီကောင်လေးကရွေးလို့ကောင်းတဲ့ဖုန်းလေးဖြစ်ပါတယ်ဒီတစ်ခါမှာတော့ Oppo ချစ်သူတွေအတွက် Oppo ရဲ့ A6H ကိုမှာ 412GB လေးကို9,900ကျန်နဲ့ရရှိနိုင်မှာဖြစ်ပါတယ်သူက minimal လေးဖြစ်တဲ့ design နဲ့ကျွန်တော် battery အကြီးလည်းပါတယ် 120Hz လည်းရတာကြောင့်သူ့ကိုလည်းမေးထားလို့မရဘူးကဲ၈သိန်းအောက်မှာဒီလောက်ရွေးချယ်စရာတွေများနေပြီဆိုတော့ကိုရဲကိုက်ညီတဲ့ performance ကောင်းတာလား brand ကောင်းတာလား story များတာလားဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့ရဲ့ပင်လုံလန်းအင်းဝဆိုင်ကြီးမှာလာရောက်ဝယ်ယူလို့ရနေပါပြီနောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့